အားလုံးမင်္ဂလာပါဗျာကျွန်တော်စိုးပါပြပဲမီယာဖြစ်ပါတယ်ဗျာဒီကနေ့မေလာ9ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ရောက်နေတာကကလေးမျိုးဖြစ်ပါတယ်ကျွန်တော်လည်းဒီကလေးမျိုးနဲ့ပတ်သက်ရင်တော့ဒီကလေးမျိုးရဲ့သင်္ကေတတွေပေါ့ကလေးမျိုးရဲ့သင်္ကေတတွေကလေးမျိုးရဲ့ကျွန်တော်တို့ချစ်စရာဓလေ့တွေပြီးကျွန်တော်တို့လှပတဲ့မြင်ကွင်းတွေတော်တော်လေးမြင်ရတယ်ဗျာနံပါတ်1ဗျာကလေးမျိုးတွေဝင်လိုက်တာနဲ့နံပါတ်1ကျွန်တော်တို့ကလေးမျိုးမှာတော့ကျွန်တော်လျှက်စစ်ပြီးများတာလားတော့ကြာပြီလားကြော်တာကဒီကလေးမျိုးနဲ့ချစ်စရာတဲ့နေရာတွေကိုချက်ပတ်အုပ်စုတွေကဒီတာဝါတွေမိုင်းခွက်ဖြစ်စီတဲ့အတွက်ကလေးမျိုးတော့လျှက်စစ်ပြီးမရဘူးလျှက်စစ်ပြီးမရတော့ကြာသွားပြီအဲ့တော့လေဘွားနဲ့ဆင်းလိုက်တာနဲ့ကလေးမျိုးဘာမြင်လဲဆိုတော့အိမ်တိုင်းရဲ့ခေါက်ပိုးပေါ်မှာဆူလာပြားတွေပဲမြင်ရတယ်ဆူလာပြားမရှိတဲ့အိမ်ရလုံးမရှိဘူးဒါကလေးမျိုးရဲ့ကျွန်တော်တို့တက္ကရာထဲမှာထည့်ရမယ့်အသစ်တစ်ခုပေါ့ဗျာမကြခင်ကာလမှာကျွန်တော်တို့လျှက်စစ်ပြီးပြန်ရလာပြီဆိုတော့ဒါတွေတော့ကျွန်တော်တို့ရှစ်ဆက်တော့ရှိမယ်ဗျာသို့တော်လည်းပဲကျွန်တော်ကလေးမျိုးရဲ့အပတ်တက္ကရာထဲမှာတော့ကျွန်တော်ဆူလာပြားကိုထည့်ရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီအကြမ်းဖက်အုပ်စုတွေကဒီကလေးမျိုးနဲ့ချစ်ဆက်ထားတဲ့ဒါမာတာအားလိုက်တာဝါတဲ့ဆိုမိုင်းခွက်ပြက်စီတယ်မိုင်းခွက်ပြက်စီတော့လက်ရှိမှာနေမြေအရှင်တွေကကျွန်တော်တို့မပြင်နိုင်သေးဘူးမပြင်နိုင်သေးတော့ဒီမျိုးကန်တွေကရေဒနာတို့ညဘက်ကျွန်တော်မီးသုံးမှုကြတော့စသဖြင့်ဒီဆိုလာပြားရင်းနဲ့အသုံးပြုရတယ်ဒီဘွားနဲ့ကြီးလိုက်တာနဲ့ကျွန်တော်တို့အိမ်ဒီပေါ်မှာဆိုလာပြားတွေပဲနောက်တဲ့ချစ်စရာတကူကမျိုးလဲကောင်မှလေငွေရှိတဲ့မျိုးခင်ဗျာအဲ့မှာလေစိမ့်မဲ့စင်းစင်းတက်ပတ်တဲ့လေဘိုက်ကျူဟီးနေတာပဲဒါလည်းကျွန်တော်ဒီထဲမှာချစ်စရာတွေမှာထိုက်ရမှာဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့မိကွက်ဈေးပေါ့ကလေးမျိုးမိကွက်ဈေးပေါ့ကလေးမျိုးမိကွက်ဈေးကတော့ကျွန်တော်နှစ်ပေါင်းများစွာပေါ့ကြာခဲ့ပြီလို့ပြောပါတယ်ဒီခင်ကတော့ကျွန်တော်တို့လျှက်စစ်ပြီးမရှိတဲ့ကာလတော့ဒီဈေးတွေတွေကဒီနောက်မှာရှိတဲ့ကြေးရွာတွေရောရွာတွေကသူတို့ဒေသမှာထွက်တဲ့ထွက်ကုန်တွေပေါ့သူတို့ရဲ့ဒီ site ခင်းတွေသူတို့နေမှာထွက်တဲ့ထွက်ကုန်တွေဒီမှာလာရောင်းကြတယ်ကျွန်တော်တို့တနည်းအားဖြင့်ကျွန်တော်တို့ညာဈေးကျွန်တော်ရန်ကုန်ဆိုညာဈေးလို့ဖြစ်တာပေါ့ညာဈေးလို့မနက်ခင်းဘက်ရောင်းတယ်ကျွန်တော်တို့ညာမနက်ခင်း3နာရီ4နာရီလောက်ကစရောင်းတယ်ပေါ့မနက်မိုးလင်းအပြီးဒီမှာလည်းဒီကလေးမျိုးရဲ့ညာဈေးကလည်းထုံတီးတူပါပဲတကယ်ကျွန်တော်တို့ချစ်စရာပါပဲအဲ့ဒီပုံစံပါပဲရခင်ကကျွန်တော်မိကွက်ဈေးဆိုတော့မိကွက်လေးနဲ့ရောင်းရတာပေါ့မိကွက်စီအဆွဲပြတာရခင်ကကျွန်တော်တို့လျှက်စစ်ပြီးမရှိခင်တော့ဒီမိကွက်လေးထိုးပြီးရောင်းရတယ်နောက်ပိုင်းမှာကျွန်တော်ခေတ်ကာလတွေယူလျားလာတဲ့အခါမှာကျွန်တော်နောက်ပိုင်းမှာကျွန်တော်တို့ဒီလျှက်စစ်မီလုံးတွေပြီးဆိုလာဘက်ထရီမီလုံးတွေနဲ့ကျွန်တော်တို့ဒါမီလုံးတွေထိုးပြီးရောင်းတယ်ပေါ့လက်ရှိတော့ကျွန်တော်တို့ဒီကနေ့ညမှာစပြီးတော့အဲ့မှာဆိုလာလင်းတော့မယ်ဒီကလေးဓာကစမူဒါဘုံမှုချုပ်အောင်ကျော်ဆိုင်ပေါ့ဘုံမှုချုပ်အောင်ကျော်ဆိုင်ပြီးတော့ဒီကမ္ဘာကရပြုလုပ်ပြီးတော့ဒီမျိုးကန်နေနဲ့ပူပေါင်းပြီးတော့ဒီဈေးကိုကျွန်တော်တို့ဒီဆိုလာပြားတွေတက်ပြလိုက်တော့ဆိုလာပြားတွေတက်ပြီးတော့ဒီကနေ့ကဆိုင်မီးလင်းပါပြီလက်ရှိဒီဘူဂျိုလန်ရဲ့တော့မီးကိုလင်းထိန်နေရပဲဗျအေးကလေးမျိုးကတော့ကျွန်တော်တို့နောက်တဲ့ချစ်စရာတကူကကလေးမျိုးရဲ့ချစ်စရာတကူကျွန်တော်မြင်ခဲ့ရတဲ့ဟာပေါ့အဲ့ဒါကကျွန်တော်တို့ကလေးကနေကလေးဝါဘက်ကိုထွက်တဲ့လမ်းမိုင်ရှိတယ်အဲ့ဒီလမ်းမိုင်မှာကျွန်တော်တို့ကလေးမျိုးမှာကျိုးစပါရှိတယ်ဗျအဲ့ဆိုင်မို့ကြီးမုတ်ဦးကြီးနဲ့အားလုံးမှတ်မိမယ်ထင်ပါတယ်ဗျဒါပြီးခဲ့တဲ့ကာလရေမြုပ်ခဲ့တယ်ဗျာနိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်ကကျွန်တော်တို့ဒီမှာရေမြုပ်ဒီကလေးမျိုးရေမြုပ်ခဲ့တယ်ရေမြုပ်တော့အဲ့ဒီဆိုင်မှုကြီးကကျွန်တော်မုံဝါလေးပဲပေါ်တယ်အဲ့ဒီနေရာရဲ့ကျွန်တော်တို့ကြော်ပြီးဆိုရင်ကလေးမျိုးတွေကိုဆက်သွားပြီးဆိုရင်ဘာတွေ့ရလဲဆိုတော့ကျွန်တော်တို့အဲ့မှာဆက်တွေ့ရတာကဒီစိတ်မန်းမင်းတွေပေါ့စိတ်မန်းမင်းတွေကျွန်တော်လမ်းမေးဝဲရပေါ့လမ်းမေးဝဲရစိုက်ထားတယ်အခုတော့ကျွန်တော်တော်လှတယ်ပေါ့စိတ်မန်းမင်းတွေနောက်တစ်ခုကထပ်ပြီးချစ်စရာကောင်းတာကဒီမှာနေကြပန်းတွေပေါ့နေကြပန်းတွေကျွန်တော်လမ်းမေးဝဲရမှာရှိတယ်လက်ရှိတော့ကျွန်တော်နေကြပန်းတွေကဒီခူးတဲ့အချိန်ဆိုတော့ကျွန်တော်တို့မလှတော့ဘူးဗျာကျွန်တော်မြင်ခွင့်တော့မြင်ကြည့်လိုက်တာတော်တော်လှပါပဲလို့လမ်းမေးပွဲရမှာနေကြခင်းနေတယ်တစ်ဖက်မှာကျွန်တော်တို့ဒီစိတ်မန်းတွေကလမ်းမေးဟိုဘက်ဒီဘက်ရှက်ထားတဲ့ဟာဆိုတော်တော်လေးလှမယ်လို့ကျွန်တော်တို့ခံစားရတယ်ဗျဒီကလေးမျိုးဒေသခံတွေကတော်တော်လေးချစ်ဖို့ကောင်းတယ်ဗျဒီမှာရှိတဲ့ဒီဓာကစမှုတွေပေါ့ဓာကစမှုတွေကနေပြီးတော့ကျွန်တော်တို့ဒီဒေသဖွံ့ဖြိုးရေးအတွက်လက်ရှိကျွန်တော်တို့ဓာကဆောင်ဘုံချုပ်အောင်ကျော်ဆိုင်ပေါ့ဘုံချုပ်အောင်ကျော်ဆိုင်ကဒီမျိုးနဲ့ပတ်သက်ပြီးတော့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်မယ်ဒီစာသင်ကျောင်းတွေမှာပတ်သက်လိုအပ်တဲ့အရာတွေစသဖြင့်ကျွန်တော်တို့ဒီမျိုးမှာပေါ့ဖွံ့ဖြိုးတဲ့အများနဲ့သက်ဆိုင်တဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာလိုအပ်တဲ့ငွေကြေးတွေကိုဒီမျိုးကန်တွေကကျွန်တော်တို့ထဲဝင်လှူဒန်းကြတယ်ဗျတနည်းအားဖြင့်ကျွန်တော်မျိုးဖတွေနဲ့တက်မလို့ကတသားလေးရှိလို့ပြောမှာဖြစ်ပါတယ်နောက်တဲ့အခြေအနေတခုကကျွန်တော်တို့ဒီကလေးမျိုးကချင်းတိုင်းသားတွေနဲ့ကျွန်တော်တို့မြန်မာတိုင်းသားတွေပေါ့ဗမာတိုင်းသားတွေရောနှောပြီးနေထိုင်တာပေါ့ရောနှောပြီးနေထိုင်တဲ့အခါမှာဒီမှာရှိတဲ့ဒီဘာသာရေးခေါင်းဆောင်တွေကလည်းဒါဒီမှာကျွန်တော်အကြမ်းဖက်မှုတွေမဖြစ်ဖို့စတယ်ပေါ့ဗျာကျွန်တော်တို့အခြေအနေတွေကိုသူတို့ရဲ့အနိုင်နဲ့အားနဲ့ပေါ့ဗျာသူတို့ဒါဆောင်ရွက်ကြတယ်ပေါ့တားဆီးကြတယ်ပေါ့ဒါလည်းကျွန်တော်ဒီမှာရှိတဲ့ချင်းဘာသာရေးခေါင်းဆောင်တွေပြီးတော့ကျွန်တော်တို့ခြေလူဖွဲ့စည်းတွေရဲ့ကျွန်တော်ချစ်စရာတစ်ခုပေါ့ဗျာကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့နိုင်ငံတနည်းအားဖြင့်ဒီကဘောကြိုင်ဝမ်ဒေသပေါ့ကဘောကြိုင်ဝမ်ဒေသမှာကကျွန်တော်တို့ဒီချင်းတိုင်းသားတွေနဲ့ဒီဗမာတိုင်းသားတွေဆိုခွဲမရကြဘူးဗျာအားလုံးကကျွန်တော်တို့အတူတူပါပဲ
ချင်းတိုင်းသားတွေကျွန်တော်တို့မမုန်းပါဘူးကျွန်တော်မုန်းတာအကြမ်းဖက်သမားတွေပဲမုန်းတာပါကျွန်တော်တို့ကမြည်သည့်တိုင်းသားတွေမှာကျွန်တော်မမုန်းပါဘူးကျွန်တော်မုန်းခဲ့တာကအကြမ်းဖက်သမားပဲမုန်းတာပါချင်းတိုင်းသားတွေမှာလည်းကျွန်တော်အကြမ်းဖက်သမားရှိပါတယ်ကျွန်တော်တို့ဒီအကြမ်းဖက်သမားတွေမုန်းခြင်းဖြစ်ပါတယ်ချင်းတိုင်းသားတွေကျွန်တော်မုန်းခြင်းမဟုတ်ပါဘူးကျွန်တော်တို့ပြီးခဲ့တဲ့ဒါတီဘောမင်းပါတော်မူပြီးတဲ့နောက်ပိုင်းမှာအင်္ဂလိပ်တွေကိုကျွန်တော်တို့နှစ်ပေါင်းများစွာတွန်းလှန်ခဲ့တဲ့ချင်းတောင်ထဲမှာတွန်းလှန်ခဲ့တဲ့တကယ်တိုင်းချစ်ပြစ်ချစ်မျိုးစစ်စိတ်မျိုးချစ်စိတ်တဲ့ရှိတဲ့ချင်းတိုင်းသားတွေများစွာရှိပါတယ်ဒီလိုလည်းကျွန်တော်တို့ဒါများစွာအသိမှတ်ပြုပါတယ်အများအားနဲ့ကျွန်တော်တို့ဂုဏ်ယူရပါတယ်ကျွန်တော်တို့တိုင်းချစ်ပြစ်ချစ်ရှိတဲ့ချင်းတိုင်းသားတွေရဲ့နိုင်ငံတော်ပေါ်ထားတဲ့စိတ်တိုင်းပြည်ကိုပေါ်ထားတဲ့စိတ်ကျွန်တော်တို့ဒါတွေလည်းကျွန်တော်တို့တမိုးထားရပါတယ်ဂုဏ်ယူရပါတယ်လာတူပါပဲကျွန်တော်လွတ်လပ်ရေးအကျိုးကာလလွတ်လပ်ရေးကာလစတဲ့ဒီကာလတကြောမှာဆိုလည်းပဲဒါဗိုလ်ချုပ်ဆန်ဦးဆောင်တဲ့ဦးဆောင်မှုကိုလိုက်ပြီးတော့ကျွန်တော်တို့ဒါနေမြေတည်ငြိမ်ရေးတွေဒေသတည်ငြိမ်ရေးတွေစားရပေါ့ဗျာကျွန်တော်တိုင်းချစ်ပစ္စည်းလုပ်ငန်းတွေဒါတက်မတော်နဲ့ပူးပေါင်းပြီးတော့ဒါတည်ငြိမ်ရေးဆောင်ခဲ့တာတွေဒီသမိုင်းကြောင်းတွေအများစွာရှိပါတယ်တကယ်ချင်းတိုင်းသားတွေကကျွန်တော်တို့ပြစ်ပယ်လို့မရတဲ့တိုင်းသားတွေပါပဲကျွန်တော်တို့မုန်းတယ်ဆိုတာကအကြမ်းဖက်တွေကိုမုန်းခြင်းဖြစ်ပါတယ်ကျွန်တော်တို့ချင်းတိုင်းသားတွေမုန်းခြင်းမဟုတ်ပါဘူးနောက်တစ်ခါအခြေအနေကကျွန်တော်တို့ဒီကလေးတက္ကသိုလ်ပေါ့ကလေးတက္ကသိုလ်ကပြီးခဲ့တဲ့ကာလကကျွန်တော်အကြမ်းဖက်အုပ်စုတွေကဒီနောက်ကကြောက်ကူအင်တော့ကျောင်းရဲ့နောက်ကျောခေါ်တာပေါ့ကျောင်းရဲ့နောက်ကျောမှာရှိတဲ့ကျောင်းရဲ့နောက်ကျောကနေဖောက်ဝင်လာပြီးတော့ဒီအဲ့မှာရှိတဲ့ကျွန်တော်ဆရာဆရာမအဆောင်တွေကိုဝင်စီးတယ်ပြီးရင်ကျွန်တော်တို့ကျောင်းသားကျောင်းသူတို့ယာပေါင်းများစွာဖမ်းပြီးတော့ကျွန်တော်တို့တစားကန်လုပ်ပြီးတော့ခေါ်ထုတ်သွားတယ်ပေါ့အဲ့ဖြစ်စဉ်တွေအားလုံးလည်းမှတ်မိရထင်ပါတယ်အဲ့နောက်ပိုင်းမှာကျွန်တော်ကျောင်းကြီးကပိတ်လိုက်ရတယ်ကျောင်းပိတ်လိုက်ပြီးတော့ကျွန်တော်ဒီမြို့ထဲမှာသူနာပြူကျောင်းမှာလာပြီးတော့ပေါင်းလိုက်ရတယ်လက်ရှိဒီကာလမှာကျွန်တော်နိုင်ငံတော်ကနေပြီးတော့ဒီကလေးတက္ကသိုလ်ပြန်ဖွင့်နိုင်ဖို့အတွက်တော့ကျွန်တော်ပြင်ဆင်ထားလို့သိရပါတယ်ဒါတော့ကျွန်တော်ဝမ်းသာမယ့်ကိစ္စဖြစ်တယ်ကြိုးစားမယ့်ကိစ္စဖြစ်တယ်ကျွန်တော်တို့ကဟိုအသက်ရှင်လာပြီဆိုရင်ဒီစာသင်ကျောင်းတွေနဲ့ကျွန်တော်ဝေးလို့မရဘူးဗျသူ့အသက်အရွယ်နဲ့သူပညာရေးတွေကသင်ရတာဗျလက်ရှိတော့ကျွန်တော်တို့ဒီနိုင်ငံတော်ကနေပြီးတော့ကလေးတက္ကသိုလ်ပြန်ဖွင့်ဖို့ကျွန်တော်စီစဉ်တယ်လို့သိရတယ်ကျွန်တော်သွားတဲ့အခါမှာဒီကျောင်းကတော့ကျွန်တော်တို့နှစ်ပေါင်းနှစ်နဲ့ချီပြီးတော့ကျွန်တော်တို့ဖွင့်နိုင်တဲ့အခါကျတော့လမ်းမတွေပေါ်မှာကျွန်တော်တို့မျက်ရိုင်းတွေပေါက်တာတွေပြီးရင်ကျွန်တော်တို့နောက်ဘေးမှာဆိုရင်ဒီမျက်ရိုင်းတော်တွေတော်တော်ရှိတယ်ပြီးသစ်ပင်တွေကကျွန်တော်တို့ရှင်းလင်းမှုမရှိတဲ့အခါကျတော့တော်တော်လေးကျွန်တော်တို့အကိုက်ခက်တွေကြီးလို့မလှဘူးပေါ့ဗျာကြီးလို့မလားဒီလိုအခြေအနေကျွန်တော်မြင်ရတယ်ကျွန်တော်အဲ့မှာအเจ้าမှာရှိဆရာကြီးနဲ့ကျွန်တော်တွေ့တဲ့အခါမှာအเจ้าကတော့ဖွင့်ဖို့တဲ့သူတို့ဆရာကြီးတို့အစင်းသိရှိပါတယ်တဲ့အားလုံးကကျွန်တော် ready ပါပဲတဲ့အဲ့လိုပြောပါတယ်ဆရာကြီးတို့ကတော့ဒီပြန်ဖွင့်ဖို့အတွက်အများဆုံးပြန်ဖွင့်ဖို့တဲ့ဆရာကြီးတို့မျှော်လင့်နေအားလုံးလည်းအသင့်ပါပဲလို့တော့ပြောတယ်ဒါတော့ကျွန်တော်တို့ကလေးနဲ့ပတ်သက်တဲ့အခြေအနေပေါ့ဗျာပတ်သက်တဲ့အခြေအနေပြီးတော့ကျွန်တော်တို့ဟိုဘက်ကွန်ပျူတာတက္ကသိုလ်တို့ကတော့ကျွန်တော်သွားခဲ့ပါတယ်ဒါတော့ကျွန်တော်ကလေးမျိုးရဲ့အခြေအနေပေါ့ကလေးမျိုးကတကယ်ကိုချစ်စရာကောင်းတယ်ကျွန်တော်ရောက်ခဲ့တဲ့မျိုးတွေထဲမှာတကယ်ကိုကျွန်တော်တို့တန်ရှင်းတာရတဲ့မျိုးတစ်မျိုးဖြစ်တယ်တကယ်ကိုတန်ရှင်းတာရတယ်ပြီးကလေးမျိုးမှာရှိတဲ့သူကတော်တော်လေးချမ်းသာကြတယ်ဗျချမ်းသာတဲ့အကြောင်းရလဲတစ်ဖက်မှာကျွန်တော်စိုက်ပျိုးရေးအရန်ကောင်းတယ်ဗျစိုက်ပျိုးရေးအတန်းကောင်းတယ်အကုန်လုံးလူတိုင်းမှာသူစီးပွားရေးသူရှိတယ်ဗျပြီးရင်ကျွန်တော်တို့ဘက်ကလေးဝါဆိုလဲကြောက်မီးသွေးတွေထွက်တယ်ပြီးရင်ကျွန်တော်စိုက်ပျိုးရေးအားလုံးကောင်းတယ်ဒီမှာရှိတဲ့ကျွန်တော်တို့ဒီကောက်ပဲသီးနှံတွေကဒီအိန္ဒိယကိုကျွန်တော်တို့ပို့ကုန်ဆိုတော့သူတို့ဘာပဲစိုက်အိန္ဒိယအကုန်ဝယ်တယ်နေဆက်မြို့လည်းဖြစ်တယ်တနည်းအားဖြင့်နေဆက်မြို့ပေါ့ဗျာနေဆက်မြို့လည်းဖြစ်တယ်ဒီမှာရှိတဲ့မြေမျက်နှာသွမြာလည်းတကယ်ဘာဆိုင်ကျွန်တော်ဖြစ်တဲ့အရာပေါ့အဓိကဒီမှာစီထွတ်သီးနှံတွေကဒီမှာစိုက်သမျှစီထွတ်သီးနှံတွေကကျွန်တော်တို့ဒီအိန္ဒိယကိုပို့နိုင်တယ်ပေါ့နောက်တစ်ခါဒါတွေမဟုတ်ပါဘူးကျွန်တော်တို့ AR တိုင်းတို့စားတယ်ကျွန်တော်တို့စကိုင်းမကွေးရလဲဒီလမ်းကြောင်းကနေပြီးတော့ကျွန်တော်အိန္ဒိယဘက်ကိုပို့တာပါဒီ AR တိုင်းရဆိုကျွန်တော်ကုန်းသီးတွေထွက်မယ်အုံသီးတွေထွက်မယ်အဲ့ဒီຢာတွေကကျွန်တော်တို့ဒီဘက်ဒီကလေးမျိုးနဲ့ချိတ်ဆက်တဲ့လမ်းကြောင်းကြီး၃ခုရှိတယ်အဲ့ဒီလမ်းကြောင်းကြီးကနေလာပြီးတော့ကျွန်တော်တို့ကလေးကိုဖြတ်တယ်ကလေးကနေခမ်းပတ်တုံးမှုဒီလိုသွားတဲ့ဟာပါလက်ရှိတော့ကျွန်တော်တို့ကလေးမျိုးနဲ့ချိတ်ဆက်တာလမ်းပိုင်း၃ပိုင်းတော့ကျွန်တော်တို့ဖြတ်တောက်ခြင်းခံရတယ်မကြမီမှာကျွန်တော်တို့ဒီတက်မတော်ကနေပြီးတော့ကျွန်တော်တို့ဒီလမ်းပိုင်းအရေးကြီးတဲ့လမ်းပိုင်းတစ်ခုချင်းပြန်ဖွင့်ဖို့အတွက်ကျွန်တော်တို့ရထားတယ်စီစဉ်ထားတယ်အများမကြမီကာလမှာကျွန်တော်လက်ရှိဒီတက်မတော်ကဒီကနေ့မှာဒီတွေမျိုးနဲ့ကနေဒီတောင်ကိုတက်မတော်ကဒီကနေ့ရရှိသွားပြီပြီးတော့ကျွန်တော်တို့ဒါဖလန်နဲ့ကျွန်တော်တို့ reachနေဆက်ကုန်သွယ်ရေးစကန်ပေါ့နေဆက်ကုန်သွယ်ရေးစကန်တွေပြန်ဖွင့်နိုင်ဖို့အတွက်စီစဉ်ထားတယ်ပြီးတော့ကျွန်တော်တို့ကလေးကနေပြီးတော့ကျွန်တော်တို့ကလေးကမ်းဘက်တမှုပေါ့ဒါတွေလည်းကျွန်တော်တို့ဒီလမ်းပိုင်းဖွင့်ဖို့လည်းစီစဉ်ထားတယ်အဲ့တော့ကျွန်တော်ဒီနေ့ချုပ်ချင်တာကကလေးမျိုးတော့ကျွန်တော်တို့အများအားအမှတ်ရနိုင်မယ့်မျိုးဖြစ်ပါတယ်ဒီကလေးကမ်းဘက်တမှုလိုင်းပွင့်လည်းကျွန်တော်တို့ထပ်ပြီးတော့လာပါမယ်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီလိုလာနိုင်ဖို့ဒီမှာမျိုးကန်နေဒီလိုအေးဆေးနေနိုင်ဖို့ဆိုတာတက်မော်သားတွေအသက်တွေခန္ဓာကိုယ်တွေဘဝတွေပြည့်စက်ပြီးမှရခဲ့တဲ့နေရာတွေဖြစ်ပါတယ်တက်မော်သားတွေရဲ့ကျေးဇူးကျွန်တော်တို့မှများစွာရှိပါတယ်တကယ်ပါကျွန်တော်တို့ဒီကလေးမျိုးဆိုလဲမျိုးရဲ့ညမှာတိုက်ပွဲတွေဖြစ်တယ်မျိုးပေါ်မှာတရက်တတ်တဲ့ဖြတ်တယ်ဟာတွေမနှဲပါအောင်ဒါတွေကိုကျွန်တော်တို့တက်မတော်နော်နယ်ရဲတပ်ဖွဲ့မျိုးကန်တွေပေါင်းပြီးတော့ကျွန်တော်ပေါ်ထုတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဒီကနေ့ဒီလိုအခြေအနေကိုကျွန်တော်ပြန်ပြီးတော့မြင်ရတာဖြစ်ပါတယ်ဒီလိုနေရာတွေဒီလိုမျိုးဒီတက်မတော်ကပြန်စိုးမိုးနိုင်ဖို့
မြို့ကန်တွေအေးချမ်းသာနေနိုင်ဖို့အတွက်ကတက်မော်သားတွေအသက်တွေခန္ဓာကိုယ်တွေဘဝတွေ